ရိုနီကာကကောင်းကြောင်းတော်တော်ဝင်းချန်လာတီထားရလို့ရှာကိုဝန်တယောက်ပူပြီးတော့နှက်ဆော့ကျိုးစားနေတယ်MMA ပရိသတ်များမင်္ဂလာပါလာမယ့်တစ်ပတ်တောက်ကြနေမှာတော့ဗရိုနီကာနဲ့ရှာကိုဟန်တို့ရဲ့ပွဲစဉ်ပါဝင်နေခဲ့ပြီးဒီပွဲစဉ်ကတကယ်ကိုမြင်မြန်ဆိုင်ဆိုင်နဲ့ကြည့်လို့ကောင်းနေအောင်ပါတစားသမားနဲ့ဦးစလုံးကတပတ်လောက်တာကျန်းရှိတော့တဲ့လေ့ကျင့်ရက်တွေအတွက်ပူပြီးတော့နှက်ဆော့ပိုးကျိုးစားနေပြီးရှာကိုအနေနဲ့လေ့ကျင့်မဲ့ကျော်စော်ဝင်းစီကနေဗရိုနီကာရဲ့အကြောင်းတွေကိုအနေကျင်းတော့မေးမြန်းထားမှာပါဗရိုနီကာဝမ်းကျင်မဲ့ရှိပြိုင်ပွဲကို၃ပွဲလောက်တာရှင်မြန်ထားရသေးပြီMass Muay Thai ပြန်ပွဲမှာတော့ပြန်ဆန်ရှောင်းဖိုက်တာတို့ဖြစ်ခဲ့တာပါပြောရမယ်ဆိုရင် Mass Muay Thai ပြန်ပွဲဒီမှာပြန်ပဲရှားတယ်လို့ဝမ်ဘက်ကိုပြန်ရွှေ့လာခဲ့တာလို့တော့မှပြောရမှာဖြစ်ပြီးဒီအချက်ကိုရှာကိုဟန်ထွက်မဖြစ်မနေထည့်တွက်ရမှာပါရိုနီကာလည်းတီးပြင်းနေတက်ချက်ဆိုတဲ့လောက်မှာပြန်ပဲကိုနောက်တောင်းချစေနိုင်ပြီးဒီဖိုက်တာနှစ်ဦးချက်မှာအရင်မုန်းကွာဟမှုကနှစ်လမှသာကွာဟနေခဲ့ပါတယ်ဒါပြင်ရိုနီကာဝမ်ချန်ပီယံရှစ်မှာရှုံးပွဲတော့ပဲကြုံတွေ့ခဲ့ပေမဲ့လေအဲ့ဒီရှုံးပွဲဟာလုံးဝဝင်းနေသေးတာကြောင့်လည်းပထမဆုံးဝမ်ကိုထိထွေခဲ့တာကြောင့်လည်း3မိနစ်ထိုး2မိနစ်နားဟာနေ3မိနစ်ထိုး10မိနစ်နားဖြစ်သွားတာကြောင့်လည်းဒီချက်တွေရံဘရိုနီကာဟာပထမဆုံးရှုံးပွဲတွေ့ခဲ့တာပါဒီချိန်မှာတော့ဘရိုနီကာတက်လုံပိုင်ရောတခြားသောအရာတွေမှာပါဝမ်ချန်ပီယံရှစ်နဲ့အသားကျလာပြီးမြင်းမားတဲ့ရီမဲချက်ကြောင့်လည်းဒီနေရာကိုရောက်လာခဲ့တာပါဒါပြင်အောက်ကဒချက်ထရီကိုတိုင်းသဘောကျသူတူဖြစ်လို့ဘရိုနီကာချန်ပီယံကပတ်လူခွင့်ရမယ့်ကြီးအခွင့်အရေးကနေရှိပါတယ်ဒီအချက်တွေကိုကောင်းကောင်းကြီးတပတ်ပေါက်နားလေထားတဲ့ရှာကိုဟန်အတွက်အရင်ကတည်းကပူပြီးတော့အချိန်ပေးနေပြီးလေးချိန်ကကြာဆောင်လုပ်ပါတယ်ဆိုတဲ့ကြောတော်ဝိထတော်လေးချိန်ချင်းနေပူပြီးနေတာပါဒါပြင်ဖက်တက်ချင်းကလေးချိန်ဘော်ဒီကလည်းရှာကိုဟန်နိုင်စေချင်လို့အဖက်ဖက်ကနေကူညီပေးနေပြီဒီအချက်ကရှာကိုဟန်အတွက်အားတက်စရာအခြေအနေမျိုးပါရှာကိုဟန်ကလည်းဘရိုနီကာအထင်သေးလို့ရတဲ့ဖိုက်တာမျိုးဟုတ်မနေပဲဒီပွဲစဉ်ကအလေးထိုးစနစ်နဲ့အမှတ်ပေးစနစ်ကိုပို့ပြီးတော့ရောက်သွားနိုင်ခြင်းများပါတယ်ဘရိုနီကာကတော့ဒုတိယခြေထောက်မှာတယ်ပွဲကိုဖျက်မယ်လို့ဖွင့်ရထားခဲ့ပေမဲ့ရှာကိုဟန်ဖြစ်တဲ့လောက်လွယ်ကူမနေပါဘူးဖိုက်တာနှစ်ဦးစလုံးကတကယ်ကိုအရေးသိမြင့်တဲ့ဖိုက်တာတွေဒုနဲ့ဒုသိမ်းမခွာတဲ့ဖိုက်တာမျိုးတွေဖြစ်ခဲ့တာကြောင့်ဒီလိုစင်မျိုးမှာလာရောက်တွေ့ဆုံခဲ့တာပါအမျိုးသမီးတန်ပွဲတွေကဝမ်းချန်ပီယံရှစ်မှာမြန်မြန်ဆဆမရှိပဲအကြောင်းဝင်းနဲ့ strawberry ဆိုပြီးနှစ်မျိုးသာရှိပါတယ်လက်ရှိနေရအမျိုးသမီးဖိုက်တာတော်တော်များများဟာအကြောင်းဝင်းမှာရှင်မြိုင်နေကြပြီးအကြောင်းဝင်းကိုကျော်လွန်နိုင်မအောင်ဝီဒန်တစ်စင်မီနဲ့ strawberry ကိုရောက်ရှိသွားတာပါဒါပေမဲ့လည်းမျိုးသမီးဖိုက်တာတော်တော်များများကတော့ကိုဝီဒန်နဲ့စင်မီလောက်တဲ့အကြောင်းဝင်းမှာသာအနည်းများတာကြောင့်နေမကြီးကြီးနဲ့တင်းတင်းမောတနေတွေ့လာကြတာပါရှာကူဟန်ချန်ပီယံဆက်ရမယ်ဆိုရင်ရှာကူဟန်ဟာဖက်တက်ဂျင်မှာလေ့ကျင့်သက်3နှစ်ရှိသွားပြီဖြစ်ပေပဲတကယ်တမ်းပွဲရှင်မြန်ထားခဲ့ရမှုတွေက3ပွဲသာရှိထားခဲ့ပါတယ်ဒါအပားကြောင့်လည်းနိုင်ငံရေးကိစ္စတွေပါဝင်နေခဲ့တာကြောင့်လို့ဆိုနိုင်ပြီးရှာကိုအတွက်အစ္စရေးနိုင်ငံသူဖြစ်တာကြောင့်ကာရာသတင်းများစုရှေ့ရပါဝင်ထားတဲ့ဝမ်ချန်ပီယံရှစ်မှာပြန်ပွဲကစားဝင်နေပါနေခဲ့တာလို့သတင်းတွေရသိရပါတယ်ရှာကိုအနေနဲ့2024ခုနှစ်အောက်တိုဘာလကစတင်ပြီးပွဲဝင်နေခဲ့တာပါဒါကြောင့်တနေ့ကျော်လာဆက်ပြတ်နေခဲ့တဲ့နေထားမှာရှာကိုဟာပွဲကစားဝင်ပြန်လည်ရရှိလာခဲ့တာပါဒါကြောင့်တနေ့ကျော်လာဆက်ပြတ်နေတဲ့နေထားမှာရှာကိုဟန်ဝဲကစားဝင်ပြန်လည်ရရှိလာခဲ့တာပါဘရိုနီကာနဲ့ပွဲဝေးသွားချိန်မှာတက်လုံမိုင်းတိတ်တာစွာကြာဆင်းခဲ့ပြီးပြန်ဘက်ကိုအသားစီးကစားနိုင်ပြီးကမှတက်လုံရုတ်တရက်ကြာသွားခဲ့လို့ပြန်ဘက်ကိုရှုံးနေခဲ့ပါတယ်ဒါကြောင့်ရှာကိုဟန်ထင်ထားရတဲ့ပို့ပြီးတော့ပြင်ဆင်လှုပ်ဆောင်နေခဲ့ပါတယ်မင်္ဂလာပါဆိုတဲ့နှုတ်ကွန်းဆက်စကားလေးပြောကြတဲ့ရှာကိုဟန်ဟာလာမယ့်တောက်ချန်ဒီမှာလက်သီးပင်းနဲ့ဘရိုနီကာနဲ့တွေ့ရင်ဘယ်လိုမျိုးရင်ဆိုင်သွားမှာလဲကဲဗီဒီယိုကလောက်ပါပဲနောက်လာမယ့်ဗီဒီယိုဒီမှာ MMB ကျောင်းရိုင်နေပြန်လဲပြီးတော့စုံတွေ့ကြပါမယ်